Hi guys အားလုံးတို့သတင်းကောင်းလေးမချခင်လာတော့မယ်လို့ထင်တယ်ပေါ့နော်အမှတော့ဟိုတရက်ကလည်းသတင်းတွေကြားပြီးွားလောက်ပြီးတော့ထင်တယ်ဆိုဒီနိုင်ငံမှာရှိနေတဲ့လူတွေလည်းအဆင်ပြေသွားတယ်နောက်ဝင်လာတဲ့ကလေးတွေအတွက်လည်းအဆင်ပြေလိမ့်မယ်လို့ထင်တယ်ပေါ့နော်ဒီထက်ကောင်းမွန်တဲ့သတင်းတွေထပ်ကြားတော့မယ်လို့လည်းအမှခံစားမိတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မို့လို့ညီမလေးရေမောင်လေးအနေနဲ့လာမယ်ဆိုရင်ပြင်ဆင်ထားပါဥပမာကိုကအကြောင်းတက်မယ်ဆိုရင်လေဒီနေ့ဒီချိန်မှာတော့အကြောင်းတက်မယ်ဆိုရင်တော့ကိုကအကြောင်းပတ်ဝန်းကျင်ကိုသတိထားဖို့လိုအပ်တယ်ပေါ့နော်ဘယ်လိုနေရာမျိုးတွေကကောင်းလဲဘယ်လိုနေရာမျိုးတွေကneighborhood တွေကအဆင်ပြေလဲမပြေလဲဆိုရဟာမျိုးတွေလေ့လာထားဖို့လိုအပ်တယ်နောက်ပြီးဒီနိုင်ငံဥပဒေအကြောင်းအရာတွေကိုဖတ်ထားဖို့လိုအပ်တယ်ဥပမာကိုက insurance နဲ့ပတ်သက်တဲ့ဟာတွေလေ့လာထားဖို့လိုအပ်တယ်ဘာသာစကားတွေဥပမာအင်္ဂလိပ်စကားပြင် Spanish စကားတွေလေ့လာခဲ့ဖို့လိုအပ်တယ်တခြားသောအကြောင်းအရာတွေဖြစ်တဲ့ဥပဒေပေါ့အဓိကဥပဒေတွေကိုများများသိထားလေများများဖတ်ထားလေများလေ့လာထားလေကိုယ့်အတွက်အကျိုးမရုပ်ဘူးပေါ့နော်အမအမြင်တော့ဒီနိုင်ငံကများများလေ့လာထားတဲ့လူများစာဖတ်ထားတဲ့လူကသူများတဲ့တပန်းတာပြီးတော့သူများတဲ့အရှိပိုရောက်တယ်လို့အမတော့မြင်တယ်ပေါ့နော်ဒါကြောင့်မို့လို့မများစာဖတ်ထားခဲ့ပါမများလေ့လာထားခဲ့ပါလို့အမတော့တိုက်တွန်းချင်ပါတယ်အမတို့ကလေးတွေမှမဟုတ်ပါဘူးအမတို့အသက်အရွယ်တွေလည်းလာကြမယ်ဆိုရင်ဒီလိုလာကြတော့မယ်ဆိုရင်လည်းအဲ့လိုပါပဲကိုကတော့အသက်အရွယ်ငယ်တဲ့ကလေးတွေအရွယ်မဟုတ်တဲ့အတွက်အလုတ်ကျန်းတွေပေါ့နော်မလုံတိုင်တဲ့အခါမျိုးတွေကြာရင်ကိုယ့်ဘက်ကစီးပွားရေးသမားကိုယ်တိုင်ကလည်းစီးပွားရေးသမားဟိုမှာဖြစ်ခဲ့တယ်ဆိုရင်ဒီမှာစီးပွားရေးပြန်လုပ်ချင်တယ်ဆိုရင်စီးပွားရေးနဲ့ပတ်သက်တဲ့ဟာတွေလေ့လာခဲ့ဖို့လိုအပ်တယ် business နဲ့ပတ်သက်တဲ့ဟာတွေလေ့လာခဲ့ရမယ်ကိုကအစရကြိုပြီးဒီနိုင်ငံဥပဒေနဲ့ပတ်သက်တဲ့ဟာတွေကိုလေ့လာထားတယ်ကြိုပြီးနားလဲအောင်လုပ်ထားခဲ့မယ်ဆိုရင်ကိုယ့်အတွက်အကျိုးမရုပ်ဘူးပေါ့နော်အကျိုးမရုပ်ဘူးလုပ်လို့ရတဲ့ business တွေအများကြီးရှိတယ်ကိုက franchise ယူပြီးတော့ပဲဒီနိုင်ငံ business brand လာတောင်းမို့ကိုပိုင် business brand လာ franchise ယူမယ်ဆိုရင်လေကိုကနေပြီးတော့ဒီ sushi တခုတည်းမှမဟုတ်ဘူးနော်တခြားသော other ကိုရဲ့ investment ပေါ်မူတည်ပြီးတော့ other business တွေကို franchise ယူလို့ရတဲ့ဟာတွေရှိတယ်ဥပမာ Dunkin Donut တွေရှိတယ် McDonald တို့ဘာလို့အရန်များတယ်ပေါ့နော် investment များတယ်တခြားသော Dunkin Donut တွေရှိမယ် 7-Eleven တွေရှိတယ်ဒီ 7-Eleven တို့ Dunkin Donut ကတော့ Subway တို့ပေါ့နော်အဲ့ဒါတွေကတော့များသောအားဖြင့် India နေယူကြတာများတယ်ကိုပမာကြီးလည်းယူလို့ရတာပဲလေနော်ကိုက investment တက်နိုင်တယ်ဆိုရင်ပြောတာပေါ့လေအဲ့လိုမှမဟုတ်ဘူးတခြားသောကိုကအကြီးရောမလို့ဂျင်မာရဲဆိုရင်လည်းလုပ်လို့ရတဲ့ဟာတွေရှိရပေါ့နော်အဲ့တော့ကိုက visa တွေကိုလေ့လာထားမယ် student visa နဲ့လာမှာလားဒါမှမဟုတ်ဘူးဆိုရင်ကိုကတခြားနိုင်ငံကိုသွားတော့မယ်ဆိုရင်ကိုတက်ခိုင်မာတဲ့ visa အမှတော့ပြောချင်တာတော့ခိုင်မာတဲ့ visa လောက်တာတော့ကိုတက်အကောင်းဆုံးပဲအကျိုးရှိတယ်ခိုင်မာတဲ့ visa မဟုတ်ဘူးဆိုရင်ကိုမှတခြားသော visa တွေနဲ့ဆိုရင်ကိုမှစိတ်ပူနေရဒီခေတ်ကြီးကြတော့လေ international မှာရှိရနိုင်ငံမှာရှိရအရာအလုံးကစိတ်ပူနေရတာပေါ့နော်ကိုဒီနိုင်ငံတစ်ခုတည်းမှမဟုတ်ပါဘူးတခြားသောနိုင်ငံတွေမှာရှိရလူတွေလည်းရင်တုံနေရ visa နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုကနိုင်ငံတကာကိုထွက်လာတဲ့အခါမှာပို့ပြီးသိထားမိရကိုနိုင်ငံမှာကိုကအေးချမ်းနေလို့ရအမှန်ပေမဲ့သူများနိုင်ငံမှာကျတော့အမတို့ကဒီ state တစ်ခုကအရန်အရေးကြီးရဘယ်လို state နဲ့နေရလဲဆိုတာအရန်အရေးကြီးရပေါ့ကိုတက်ဘယ်လောက်ထိ safe ဖြစ်လဲ state ကဘယ်လောက်ထိလုံခြုံမှုရှိသလဲပေါ့အရေးကြီးရပြီးခုလက်ရှိကလည်းအနေထားကလည်းအမြဲတမ်းဥပဒေကဒီ immigration နဲ့ပတ်သက်တဲ့ law တွေကအမြဲတမ်းချိန်နေရလीเนาะဆိုတော့ချိန်နေတာကြောင့်မို့လို့လာမဲ့လူတွေအားလုံးအမတိုက်တွန်းချင်တာကတော့အခုတွေကလေ့လာပါဒီ visa နဲ့ပတ်သက်တဲ့ဟာတွေများဖတ်ပါကိုသွားချင်တဲ့နိုင်ငံတစ်ခုတခြားလေးရွေးပါအရန်ရေးကြည့်ပါတယ်တနိုင်ငံမှာ0ကနေပြန်စပြီးနောက်တစ်နိုင်ငံကို0ကနေပြန်စဖို့ဆိုတော့တော်တော်လေးခက်ခဲပါတယ်အမတို့အသက်ကြီးပြောတာပေါ့နော်ငယ်တဲ့ကလေးတွေအတွက်ကတော့စွန့်စားပါလို့ပဲပြောချင်တယ်မကြောက်ပါနဲ့စွန့်စားပါတသက်ရှိပါကိုသွားချင်တဲ့နိုင်ငံကိုသွားနိုင်မို့နေထိုင်နိုင်မို့ဘယ်လိုမျိုးသူ့ရဲ့ immigration law တွေကဘယ်လိုရှိတာလဲကျောင်းသား visa နဲ့ဆိုလဲ student visa ဘယ်လိုရှိတာလဲ student visa ပြီးသွားရင်ရောကိုကဘယ်လိုနေထိုင်မှာလဲပေါ့နော်အဲ့ဒါအရေးကြီးတယ်လေ့လာထားဖို့လိုအပ်ပါတယ်ဥပမာကိုကကျောင်းတက်ရုံတက်မယ်ကိုအိမ်ဘာတချို့ဆိုရင်ကျောင်းတက်တယ်တပီကိုနိုင်ငံကိုပြန်သွားပြီးကိုမိဘစီးပွားရေးလုပ်တဲ့လူတွေလည်းရှိတယ်လीเนาะဒါတယောက် situation တွေမတူတဲ့အခါမှာကိုကကျောင်းတက်ဖို့ပဲဆိုရင်တော့ကျောင်းကောင်းတဲ့အကြောင်းကိုရေကိုတကယ်စတက်မဲ့အကြောင်းပေါ့နော်ဥပမာကျောင်းကောင်းကြီးကဘွဲရပြီးဘာမှကိုအဲ့ဟာပညာကိုမသုံးလိုက်ရဘူးဆိုရင်လက်ကားပဲကွာအဲ့တော့ကိုတကယ်တက်မဲ့ major ကိုတကယ်တက်မဲ့ကိုတကယ်တက်ပဲပေါ့နော်တက်တယ်ဆိုတဲ့ဟာကိုအပြန်သုံးချလို့ရမယ်ဟိုကမမယူမှာ business အကြီးကြီးရှိရမိသားစုတွေအများကြီးရှိရလေသူတို့မိသားစုတွေကနေဒီနိုင်ငံမှာကျောင်းတက်တယ်ဆိုလေကိုနိုင်ငံမှာ business ပြန်လုပ်အောင်မှာ definitely ပဲဖြစ်သွားပြီဒါဆိုရင်တော့ကိုနိုင်ငံမှာ business ပြန်လုပ်လို့ရမယ်ကျောင်းပေါ့ကျောင်းကောင်းပေါ့နော်ကျောင်းကောင်းဆိုတာတကယ်ကိုပညာကောင်းသင်ပေးလိုက်တဲ့ကျောင်းပေါ့ဒီနိုင်ငံမှာလည်း fake education တွေအများကြီးရှိနိုင်ပါတယ်ဘာလို့ဆိုလို့လဲဆိုရင်တချို့တွေကြတော့ဘွဲတက်ပဲလာယူတဲ့ပုံစံမျိုးနဲ့သိချာမသိတဲ့ကျောင်းတွေလည်းရှိနိုင်ပါတယ်ပေါ့နော်
100%တော့ဟိုចောင်းကောင်းထိုင်းတော့မဟုတ်ပါဘူးဒါတချို့ចောင်းတွေရှိနိုင်ပါတယ်အဲ့လိုចောင်းမျိုးတွေကိုမှကိုက agent ကကိုဟိုចောင်းအဲ့လွယ်လို့ထည့်ပေးလိုက်တဲ့ဟာမျိုးဆိုရင်ကိုတက်ကအချိန်ကုန်တယ်ပတ်စံကုန်တယ်ငွေကုန်တယ်အလကားပဲပေါ့နော်အဲ့ဟာထက်ဆိုင်တော့တကယ်ကိုတကယ်ပညာသင်ပေးမယ်ကိုကလည်းအဲ့ဟာရတဲ့ပညာနဲ့ကိုနိုင်ငံမှာကိုမိသားစုစီးပွားရေးကိုချပြလုပ်နိုင်မယ်ပြီးတော့ကိုမိသားစုစီးပွားရေးကိုလည်းအနည်းဆုံးတော့ international မသွားနိုင်တော့အနည်းဆုံးတော့ဒီ Asian နိုင်ငံကိုကို product တွေကိုထုတ်ပေးနိုင်မယ်ဆိုရင်ဒါကအကျိုးရှိတာပဲလေနော်ဆိုတော့အမှတော့အဲ့လိုမြင်တယ်ဒါကြောင့်မို့လို့သိချာလေးဟို choice လုပ်ဖို့တကယ်ပတ်စံရှိတဲ့လူတွေပြောတာပေါ့choice လုပ်ဖို့ကျောင်းလာတက်မဲ့ကလေးတွေပြောတာပေါ့နော်လိုအပ်ပါတယ်တကယ်လို့ဥပမာမဟုတ်လူလက်နန်းစားကလေးတွေအခြေခံလူလက်နန်းစားကလေးတွေဆိုရင် scholarship ကိုရှောက်ပါရအောင်စူးစမ်းကြည့်ပါဖြစ်နိုင်ပါတယ်မဖြစ်နိုင်ဘူးဆိုတာ impossible is nothing မှာအမရဲ့လက်ကင်စာမဟုတ်ပေါ့နော် impossible is nothing မဖြစ်နိုင်ဘူးဆိုတာဘောမှာဘာမှမရှိပါဘူးအခုတည်းက IELTS တွေပြင်ဆင်ထားမယ်ကိုသွားချင်တဲ့ကျောင်းတွေရဲ့ rating တွေကိုကြည့်မယ်အဲကျောင်းတွေကဘယ်ဟာတွေဟိုလိုအပ်တယ်လဲဆိုတဲ့ဟာတွေကိုအမတို့လေ့လာမယ်အခုတည်းကကြိုတင်ပြင်ဆင်ထားမယ်ဆိုရင်ကောင်းတဲ့အရာတွေအများကြီးဖြစ်လာမယ်လို့ယုံကြည်ပါတယ်ကဲကိုကအလုပ်တစ်ဖက်နဲ့အကြောင်းမိဘကိုမပေးတော့ဘူးကိုကဒီရောက်တာနဲ့အကြောင်းတက်မယ်အလုပ်တစ်ဖက်နဲ့လုံးဝတော့မယ်ဆိုရင်လေဘလို့အကြောင်းသားဗီဇာနဲ့လုပ်ရင်းနဲ့မှာအဲ့ဒီမှာဘလို့အလုပ်တွေကပေါ်တယ်ဘလို့အလုပ်တွေငါလုပ်လို့ရလဲငါ survive ဘယ်လောက်ဖြစ်မလဲဆိုတဲ့ဟာတွေကအစလေ့လာထားတဲ့ international သွားမယ်ဆိုရင်တော့အမတိုက်တွန်းချင်တာလေညီမလေးမောင်လေးဖြစ်လို့အမတို့လိုအရွယ်ဖြစ်ပေါ့နော်အရေးကြီးတာကသူများကိုအမတို့ 100% မေးလို့မရနိုင်ပါဘူးเนาะကောင်းတဲ့လူလည်းရှိသလိုမကောင်းတဲ့လူလည်းရှိတဲ့အတွက်ကိုယ့်ကို 100% ပြောပြပေးမှအမယ်ကိုယ့်ကို 100% ကလည်းလုပ်ပေးမှမယ်ဆိုတဲ့လူတွေကရှားနိုင်ပါတယ်ဒါကြောင့်မို့လို့အမတို့ကကိုယ့်ကိုယုံကိုယ်ကိုယ်တိုင်ပိုသိဖို့အရင်ရေးကြည့်ပါတယ်ကိုယ်တိုင်ပိုနားလဲပိုတက်တယ်ပိုသိရဆိုရင်သူများအားကိုးစရာမလိုတော့ပါဘူး independent ဖြစ်ဖို့လိုအပ်ပါတယ် dependent ရိုင်းလုပ်လို့မရဘူးပေါ့နော်ဒါကဒီမပြောပြတဲ့လူတွေဟိုလဲစိတ်ဆိုးအောင်မဟုတ်ပါဘူးเนาะဒီနိုင်ငံမှာအကုန်လုံးရုန်းကန်နေကြတာအကုန်လုံးသူ့ခါနဲ့သူပင်ပန်းကြတယ်ဒီနိုင်ငံမှာနေတဲ့လူတွေဆိုရင်ဟာအိမ်တွေကားတွေဝယ်ထားလို့အထင်ကြီးချာမရှိပါဘူးအရင်ကြီးတော့လေအကုန်လုံးကအကျွေးတယ်ပဲလက်ဖက်ကြတာပါကမ္ဘာတန်ကျွဲတစ်ထေးတောင်အကျွေးနဲ့ချက်လက်ပဲရဟန်းနေကြတာပါဆိုတော့ဒါကြောင့်မို့လို့ကိုကသူများကိုအများကြီးမိခိုးလို့မရတာဖြစ်တဲ့အတွက်ကိုတိုင်းပိုတိထားရင်ပိုကောင်းပါတယ်နိုင်ငံတကာထွက်တော်မယ်ဆိုရင်တော့ငါးသားလေးအရှင်ငါးသားလေးသခင်ဆိုတဲ့စိတ်ကိုဝေးထားမှသာလေအဓိကတော့စိတ်တက်ပေါ့နော်စိတ်တက်ချမ်းခံနိုင်မှသာလေနိုင်ငံတနိုင်ငံမှာပိုပြီး strong ဖြစ်အောင်နေနိုင်လို့ရပါတယ်ဒါကြောင့်မို့လို့စ조사ပြီးပြင်ဆင်ထားကြပါပြီးတော့အလဲဗီဇာနဲ့လာခြင်းတဲ့သူတွေလည်းစူးစမ်းပြီးပြင်ဆင်ထားကြပါအားလုံးအဆင်ပြေပါစေ international ကိုရောက်နေတဲ့ကိုမြန်မာတွေ community အားလုံးလည်းအဆင်ပြေချုံမွေ့နေအဲ့နိုင်ငံမှာအကောင်းဆုံးနေထိုင်နိုင်ပါစေမွေးဖွားလာတဲ့ကလေးတွေလည်းဒီနိုင်ငံမှာကြီးလာတဲ့ကလေးတွေလည်းအားလုံးလူတွေကျွန်းကလေးတွေဖြစ်ပြီးတော့အနာဂတ်မှာထွန်းတောက်ပြီးတော့အောင်မြင်ကြပါစေလို့ဆုဖို့တောင်းရင်းနဲ့နောက်လာမယ့်ကလေးတွေအတွက်လည်းအားလုံးအဆင်ပြေချုံမွေ့နေ international ကိုသွားချင်တဲ့နိုင်ငံတွေကိုအကောင်းဆုံးရောက်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်အမတော့ so excited ပါကဘာကြီးလည်းငြိမ်းချမ်းပါစေတယောက်ကိုတယောက်ချစ်ခင်တဲ့စိတ်တွေလည်းပိုပြီးများကြပါစေတက်ကိုတယောက်ကူညီခြင်းတဲ့စိတ်တွေလည်းပိုပြီးများကြပါစေလို့ဆုမကောင်းတိုင်းနဲ့အမောင်နောက်ပြီးမထပ်တွေ့မယ်နော် bye